ဘာပေါ်မှာအကျန်းဆုံးဖြုတ်စားတာတော်ပြီများအမေနမအကြီးဘက်ကိုလည်းစုပ်အမေတုံတော့တဲ့သွားရွတ်ကြပါလားကွာလူတော်ရဲ့လည်းချပြလို့မရဘူးလူရလည်းမဝင်ချွတ်ပြလမ်းပြမှာစိတ်ဖြစ်မယ်လို့တင်တဲ့ကောင်မလို့အခုမှတကောင်ကြောင့်တလီလုံးပုံနင်တို့လှုပ်ပေါ်ကမျိုးကောင်းသမီးတွေနဲ့ငါတို့အရင်အမေနမရက်မခံတချို့ဖြုတ်ပါတယ်ဆိုတော့ဤချက်ကောင်တွေကမိမတွေဆိုပြီးခေါင်းစဉ်တက်ချတာဒီမဲ့လူချင်းမင်းတို့ဘယ်သူပြောလို့ပြောမှမသိနင်တို့တင်ခဲ့ပို့ရငါတို့နောက်ကနေထွန်းတောက်လာမဲ့ကျေဝင်လေးတွေအတွက်လူငယ်တွေအတွက်ခလေးတွေနော်အခု social media ကအခုသုံးနေတာခလေးတွေကစပြီးသုံးနေနင်တို့တင်ခဲ့ပို့ရအဲ့ဒီခလေးတွေကိုဘာတွေအကျိုးပြုတာချော့ပြဖို့လားလှန်ပြဖို့လားဒါမှမဟုတ်အမေနမကုံအောင်ဆဲဖို့လားအစိုးရကလာနဲ့တိုင်အောင်ကုန်းတွေကိုမဆိုင်ငါစားပြဖို့ဘာလဲ